သက်ကြီးကြီးအမျိုးသမီးတစ်ယောက်ဟာသူမရဲ့အစားအစာကိုတလုတ်စားပြီးနောက်မျက်မှောင်ကုပ်သွားပါတယ်။ဘာလို့ပြန်တွေထားတဲ့လက်ကျန်စာတွေကိုလာချပေးတာလဲ။စားတောက်ဆိုင်ပိုင်ရှင်ကစိတ်ပြတ်သွားတဲ့ပုံနဲ့တွေ့တဲ့အတိုင်းပဲကျမတို့စီမှာစားသုံးသူတွေအများကြီးရှိတယ်။အမေကြီးအစားအစာကိုသဘောမကျရင်ထွက်သွားလို့ရပါတယ်။အဖွားအိုကဘာမှပြန်မပြောခဲ့ပါဘူး။မိနစ်အနည်းငယ်ကြာတော့စားတောက်ဆိုင်ပိုင်ရှင်ပြန်ရောက်လာတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့တခုခုထူးခြားနေပါတယ်။လက်လက်ဆက်ဆက်ချက်ပြုတ်ထားတဲ့ဟင်းပွဲတွေကစပွဲပေါ်မှာပြည့်နေနေပြီးဘေးမှာအချို့ပွဲလဲပါဝင်ပါတယ်။ပကံတွေထဲကအငွေ့တွေတောင်တထောင်းထောင်းထနေတော့မှာပဲ။သူမအံ့အားသင့်သွားပြီးဒါတွေဘသူလာချပေးတာလဲ။အဖွားအိုမဖြေနိုင်ခင်ပါတယ်။စပွဲထိုးမလေးတယောက်ရှေ့ကိုထွက်လာပြီးမမကျမချပေးတာပါ။ဆိုင်ရှင်ကဒေါသတကြီးအော်ပါတော့တယ်။အခုတော့နင်ကအလကားပါပေးဝေနေပြီပေါ့ဟုတ်လား။နင်လွန့်ပစ်လိုက်တဲ့အရာတွေအတွက်နင်ပတ်စံရောမှာလား။နင်အလုပ်ပြုတ်ပြီးစားတောက်ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်။အဖွားအိုကဖြည်းဖြည်းချင်းမတက်ရက်လိုက်တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမရဲ့လေတံပြောင်းသွားပါပြီ။လွန်ခဲ့တဲ့2 လကကျမဒီကိုပထမဆုံးလာတော့ကဒီစားတောက်ဆိုင်ကပြက်လူနီးပါအခြေအနေဖြစ်နေခဲ့တာ။ကျမက Sovereign Sweets Group ရဲ့စီပါ။ပြီးတော့ကျမတို့ကုမ္ပဏီကဝန်ထမ်းပေါင်း300ကျော်ကိုဒီဆိုင်ကိုလာဖို့ညွှန်းခဲ့တာ။အဲ့ဒါဒီစပွဲထိုးမလေးရဲ့ကျင်နာမှုနဲ့ professional ဆန်မှုတွေကြောင့်ပဲ။ဒါကြောင့်လဲရှင်းရဲ့လုပ်ငန်းကအခုလိုအောင်မြင်နေတာ။ဆိုင်ရှင်ရဲ့မျက်နှာတစ်ခုလုံးဖြူဖြော့သွားခဲ့ပါတယ်။အဖွားအိုကသူမကိုတဲ့ကြည့်ပြီးရှင်ကယဉ်ကျေးမှုမရှိုံနဲ့မဟုတ်ဘူး။ရိုးသားဖြောင့်မတ်မှုလည်းမရှိဘူး။ရုတ်တရက်ဆိုသလိုစားသုံးသူတွေကတယောက်ပြီးတယောက်မတက်ရက်ပြီးဆိုင်ထဲကနေထွက်ခွာသွားကြပါတယ်။ဆိုင်ရှင်ကထိတ်လန့်သွားပြီးရှေ့ကိုပြေးထွက်သွားကဒူးထောက်ပြီးတောင်းပန်มาတော့တယ်။ဒါပေမဲ့အဖွားအိုကသူမကိုလစ်လူရှုခဲ့ပြီးစပွဲထိုးမလေးဘက်ကိုလှည့်ကသမီးနက်ဖြန်ကျမရဲ့ကုမ္ပဏီကိုလာခဲ့ပါ။သမီးကိုပိုင်ကျင်း9ပွင့်အဆင့်ရှိတဲ့စားတောက်ဆိုင်တစ်ခုဖွင့်နိုင်အောင်ကူညီပေးမယ်။အောင်မြင်မှုကစားသုံးသူတွေကိုဆွဲဆောင်နိုင်ပေမဲ့ကျင်နာမှုကသာသူတို့ကိုထက်ခါပြန်လာစေတာပါ